Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့who has a crush on you wine ဆိုတဲ့ title လေးနဲ့ reading လေးလုပ်ပေးသွားမှာဖြစ်ပါတယ်အတင်းကိုcrush နေတဲ့လူကဘယ်လိုလူမျိုးလဲပေါ့နော်crush ဆိုပေမဲ့ဘယ်လိုပြောမလဲချစ်သူရေးစားဖြစ်မယ်လို့မဆိုလို့ဘူးပေါ့နော်ဒါဖြစ်ချင်လည်းဖြစ်မယ်မဖြစ်ချင်လည်းမဖြစ်ဘူးပေါ့ဒီတိုင်းကို crush နေတဲ့လူကဘာလို့လဲဆိုတာလေးကိုကြည့်ဒါ title လေးနဲ့ဒါ reading လေးလုပ်ပေးတော့မှာဖြစ်တယ်ဒီ reading လေးလုပ်ပေးရတဲ့ရည်ရွယ်ချက်ကဒါပြီးခဲ့တဲ့ video မှာပေါ့နော်လုပ်ပေးစီတဲ့ reading မျိုးရှိရင်ပြောခဲ့ပေးပါဆိုတော့crush အကြောင်းလေးဖတ်ပြပေးဖို့ပြောထားတဲ့လူ2ယောက်အတွက်ပေါ့နော်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ဒီမှာ point 1 point 2 point 3ဆိုပြီးတော့ရွေးချယ်စရာလေးတွေချထားပေးရပေါ့နော်ရွေးချယ်လို့ရရနော်ကြိုက်တဲ့ဟာတွေကြိုက်တဲ့ပိုင်လေးကိုကိုယ်စိတ်ထဲမှာဆွဲဆောင်ဆုံးဖြစ်တဲ့ဟာလေးကိုရွေးချယ်လို့ရတယ်ရွေးချယ်စရာတွေအများကြီးထားပေးရပေါ့နော်3ပိုင်3ခုရွေးချယ်စရာတွေဆိုလို့တတိယတော့ဟိုတော်က Facebook မှာစာလေးတက်လာတော့ဖတ်ကြည့်လိုက်တယ်လေဟောတဲ့ဘယ်လိုပြောထားလဲဆိုတော့သူများတွေကပေါ့နော်သူများတွေကအိမ်တောင်နေပြုတ်ကလေးတွေမွေးနေတဲ့အချိန်မှာတဲ့ကိုရီကတော့အတဲဝဝရှူပိုင်လေးကိုရွေးဂရုလေးကိုရွေးနေရတော့ပေါ့နော်အဲ့လိုမျိုးပြောတာအရင်သဘောကျပြီးတော့ရည်မိရဲ့ဘာဖြစ်လဲဆိုတော့တိုက်ဆိုင်တယ်ပေါ့နော်ကိုရီနဲ့တိုက်ဆိုင်တယ်ပေါ့ကိုရီနဲ့တိုက်ဆိုင်တယ်ပေါ့ပြီးတော့ခါကျမှပြန်ပြီးတော့တွေးမိတာကိုရီးယားကျတော့ပေါ့နော်ရွေးချယ်စရာအများကြီးရှိရဆိုတာတကယ်တော့ကံကောင်းတာပါကံကောင်းလို့လည်းရွေးချယ်စရာအများကြီးနဲ့ကြုံရလေနော်ဆိုတော့ခါကျကိုစိတ်နေတဲ့ပိုင်လေးကိုအတဲဝဝရှူပြီးတော့ရွေးပါကဲပိုင်1ပိုင်2ပိုင်3 Okay ဒါဆိုရင်ရွေးပြီးကြပြီလို့ထင်ပါတယ်ပိုင်1လေးကနေအရင်စမယ်Hello ပိုင်1လေးတွေမင်္ဂလာပါရှင်ပိုင်1လေးတွေကို crush နေတဲ့လူကပေါ့နော်ဘယ်လိုလဲဆိုတာကိုကြည့်ပေးတော့မှဖြစ်ပါတယ်ဒါလည်းပိုင်1လေးရေးထားတဲ့ဟာလေးပေါ့နော် Can see that Okay let's see ပိုင်1လေးတွေကို crush နေတဲ့လူကပေါ့နော်ပိုင်1လေးတွေကို crush နေတဲ့လူကသူကတာဝန်ယူတတ်တဲ့လူပြီးတော့ခါကျတော့သူကသူ့ကိုကြည့်ရတာလေအဲ့လိုမျိုးခံစားချက်တွေကိုပေါ့နော်ခံစားချက်တွေကိုသူကဖုံးကွယ်တတ်တဲ့လူပြီးတော့ဒီမှာလက်ကလေးကိုစုပ်ကင်ထားလိမ့်မယ်သူကမိသားစုဆိုလို့ရှိရင်လည်းမိသားစုအပေါ်မှာလည်းအရန်လေးထားတဲ့လူဖြစ်လိမ့်မယ်မိသားစုပေါ်မှာလည်းအရန်လေးထားတဲ့လူဖြစ်မယ်ပြီးတော့ခါကျတော့အရန်တည်ငြိမ်နေရိုးသားတယ် maybe အသက်ကြီးရလားပေါ့နော်နည်းနည်းအသက်ကြီးရလားအသက်ကြီးရဆိုတော့လိုမျိုးအသက်အရွယ်ကကိုယ့်ထက်ကြီးတာကိုဆိုတော့ပါနော်ဟိုလိုမျိုးအသက်အရန်ကြီးရကိုပြောတာမဟုတ်ပါဘူးကိုယ့်ထက်အသက်ကြီးမဲ့လူဖြစ်လိမ့်မယ်ရင့်ကျက်တဲ့လူပေါ့ပြောရမယ်ဆိုတော့ရင့်ကျက်တဲ့လူခံစားချက်တွေကိုသူကလွယ်လွယ်နဲ့မပြဘူးသူကတခုခံစားရတော့မှသူပဲဘယ်လိုခေါ်မလဲသူတယောက်ပဲခံစားမယ်ပေါ့နော်အဲ့လိုမျိုးလေးမြင်ရတယ်။ဒီမှာ heart chakra ကအရာပေါ့နော်သူကသူ့ရဲ့နှလုံးသားအရန်နူးညံ့လိမ့်မယ်နှလုံးသားလည်းအရန်နူးညံ့မယ်ပြီးတော့ခါကျတော့ပေါ့နော်သူ့ရဲ့စိတ်ကလေတခုဆိုအဲ့လိုမျိုးရင်ခုန်လွယ်တာပေါ့နော်အဲ့လိုမျိုးဘယ်လိုခေါ်မလဲဘယ်လိုပြောရမလဲစိတ်အတွင်းစိတ်ကလေသူ့ရဲ့အတွင်းစိတ်ကလေစိတ်နှလုံးအရန်ကောင်းတယ်နှလုံးသားလှတယ်ပေါ့ပြောရရင်တော့အဲ့လိုမျိုးဖြစ်တယ်ပြီးတော့ခါကျတော့ပုံစံကသူကဒီမှာလဲသူ့မျက်နှာကိုတခြားအဲ့လိုမျိုးတိတ်ကြည့်မနေဘူးပေါ့နော်ဒီမှာလဲကြည့်မနေသူဘေးဆောင်လေးလွှဲထားတာဆိုတော့ခါကျဒီ crush ကိုတဲ့အနေနဲ့မရိပ်မိနိုင်လောက်ဘူးလို့ပြောရမလားဒါမှမဟုတ်မတိနိုင်လောက်ဘူးပေါ့နော်အဲ့လိုမျိုးမြင်တယ်ပေါ့နော်သူကသူ့ပုံစံလေးကအဲ့လိုလေးမြင်တယ်
တနှလုံးသားအရန်လာလိမ့်မယ်စိတ်ရင်းကောင်းမယ်ပေါ့ပြောရရင်တော့နှလုံးသားလာရဲဆိုတော့အဲ့လိုမျိုးစိတ်ရင်းအရန်ကောင်းတယ်ပေါ့နော်အဲ့လိုမျိုးတခုဆိုလဲကုညီတတ်တယ်ရိုင်းပင်းတတ်တယ်အဲ့လိုမျိုးလေးပေါ့နော်သူ့နားမှာဆိုရင်ကြည့်လိုက်သူ့နားမှာနေရင်အဲ့လိုမျိုးပျော်နေရမယ့်ပုံစံလေးပေါ့နော်ပျော်ကြည့်လိုက်လေးတွေရော butterfly လေးတွေငှက်ကလေးတွေဘေးနားမှာလေးနေတယ်အဲ့လိုမျိုးသူ့ဘေးနားမှာရှိလို့ရှိရင်ပျော်နေရမယ်ပေါ့နော်သူ့နှလုံးဘယ်လိုခေါ်မလဲဟုတ်တယ်နှလုံးသားလာရပေါ့ Okay ပိုင်ဝမ်းလေးတွေကို crush နေရလူအဲ့တော့1ဒီလူကလေအမြန်လာခြင်းနေရဆိုတာထားပါတော့တင့်စီကိုပေါ့နော်အဲ့လိုမျိုး message မမျော်လင့်မဲနဲ့ပေါ့နော် message တော့၎င်းပြီးတော့ခါကျတော့sign တစ်ခုခုတော့၎င်းသူ့ဘက်ကနေသူပြခြင်းပေမဲ့ဒီမှာကြည့်လိုက်သူကတက်ရင်မဆိုင်ရဘူးကွာတက်ရင်မဆိုင်ရဘူးဆိုသူ့မှာconfidence မရှိဘူးပြောရမယ်ဆိုတော့ confidence လုံနေရပေါ့နော်အဲ့လိုမျိုးလေးမြင်နေပေါ့နော်သူတင့်စီကိုလာဖို့ယုံကြည်မှုမရှိဘူးအဲ့လိုမျိုးလေးမြင်ရတယ်ဒါပေမဲ့ဒီ energy နဲ့ကြတော့ယုံကြည်မှုလာရှိရင်တင့်စီကိုဖွာကလေးရောက်လာကမှတည်ရမို့လားစာပို့မလားပေါ့နော်တခုခုသူ့ဇာတ်နေပြီးတော့အချက်ပြအဲ့လိုမျိုးသူ crush နဲ့အကြောင်းတိဖို့အတွက်ကိုအချက်ပြရောက်ချင်ရောက်လာမှာပေါ့နော်အဲ့လိုမျိုးတူတာယုံကြည်မှုရှိရင်အခုကဒီပုံစံကြည့်နေရတာသူကတက်ကြည့်မနေဘူးကွာအဲ့လိုဆိုတော့ကျတော့သူ့ရဲ့ရင်ထဲကစကားတွေကိုထုတ်ပြောဖို့ဆိုတာသူယုံကြည်မှုမရှိသေးဘူးအဲ့လိုလေးမြင်နေပေါ့နော် cannot cat okay cannot cat ဆိုတော့ဒီအတိုင်းမှာcannot cat က cannot water cannot water cannot cat ပဲcannot water အနေနဲ့ဆိုတော့သူကခုနပြောလို့ပဲဒီမှာကျင်နာတတ်တယ်ယူရတတ်တယ်ဒါတူပဲသူ့ရဲ့ဒီအတိတ်ပဲရလေအဲ့ကျင်နာတတ်တယ်သူကတခုခုဆိုလဲအဲ့လိုမျိုးနားလည်ပေးတတ်တဲ့စိတ်မျိုးရှိရဲ့သူအမျိုးယုံကြည်မယ်ဆိုယုံကြည်လို့ရတဲ့လူမျိုးပေါ့နော်ယုံကြည်လို့ရတဲ့လူမျိုးဒါပေမဲ့သူကခံစားချက်တွေပါညာဆိုလဲသူကလည်းသူထိန်းချုပ်ထားတာဒီမှာဒီနှစ်ခုသူကလည်းသူ့ရဲ့ခံစားချက်ပါညာတော့သူပြတတ်တဲ့လူမျိုးမဟုတ်ဘူးအဲ့လိုမျိုးဒါပေမဲ့သူသဘောကျတဲ့လူသူကတော့သူအလေးထားတယ်ပေါ့နော်အလေးထားတယ်ဒါပေမဲ့သူကသူ့ကိုယ်သူယုံကြည်မှုမရှိနေတာအဲ့လိုမျိုးမြင်မိရပါတော့ Okay ဟွာနိုင်တော့ဝါတာဆိုင်နေရဖြစ်နိုင်တယ်ဘာဖြစ်လဲဆိုဒီမှာလဲနိုင်တော့ခက်နိုင်တော့ဝါတာဆိုင်နေရဖြစ်နိုင်တယ်ဝါတာဆိုင်နေရဆင်တော့yeah wish dream happiness maybe ဒီတင်းကို crush နေတဲ့လူကလေသူကယုံကြည်မှုမရှိလို့လားသူ့ရဲ့အိမ်မက်သူ့ရဲ့ပျော်ရွှင်မှုပေါ့နော်ပျော်ရွှင်မှုသူ့ရဲ့တင်တဲ့အတူရှိဖို့သူဆူတောင်းနေတာသူကလေပျော်ရွှင်ရဖို့ပေါ့နော်သူ့ရဲ့အိမ်မက်ဒီဘာညာပျော်ရွှင်ရဖို့သူဆူတောင်းနေတယ်ဆန္ဒပြုနေတယ်သူယုံကြည်မှုလာရှိလို့စင်တဲ့စီကိုဖွာကလေးရောက်လာခဲ့မှာဒီအဲ့ရောပိုင်း energy နဲ့လေ straight နှလုံးသားနူးညံ့တဲ့လူမှန်တယ်အဲ့ဒါကြောင့်လို့တကယ်ကိုနှလုံးသားကလေသူ့နှလုံးသားအရန်နူးညံ့တာနှလုံးသားဘယ်လောက်ထိနူးညံ့လဲဆိုလို့ရှိရင်လေအတိုင်းအဆမရှိဘူးသူ့ရဲ့နူးညံ့နေတာစိတ်အရန်ကောင်းတယ်အဲ့လိုကျဉ်တန်းညီတဲ့မလို့ကနူးညံ့တယ်ညင်တာတယ်အဲ့လိုမျိုးလူတွေကတင်း crush နေတဲ့လူပါပေါ့နော်ဒီလူကဘလူးဖြစ်ဒါပေမဲ့ဒီလူကအရန်ကျင်နာတတ်တယ်လို့စိတ်ရင်းအရန်ကောင်းတဲ့လူကိုယ်ချင်းစာတရားရှိရဲ့လူပြောရမယ်ဆိုရင်yeah ကိူနာအဲ့လိုမျိုးလေးမြင်နေ cannot air is cannot so yeah cannot air is cannot so cannot so energy နဲ့ကြတော့လေသူက cannot air energy ကြတော့သူကဒီလူကညံကောင်းတယ်ညံကောင်းလို့လဲသူကဒီမှာကြည့်လိုက်ဒီကအနေနဲ့ဆိုတော့ညံကောင်းလို့လဲသူကဒီချင်းလီကြီးကိုတော့မှသူက
ထိန်းချုပ်နိုင်တယ်ကွာအဲ့လိုမျိုးထိန်းချုပ်နိုင်တဲ့လူမျိုးပေါ့နော်ညံကောင်းတယ်သူကမလိန်ညာတတ်ဘူးသူကပြောရဆိုအမှန်တရားပဲပြောတာအမှန်စကားဆိုလဲအဲ့လိုမျိုးလိန်ညာလည်းပဲပြောတတ်တဲ့လူမျိုးမဟုတ်ဘူးအမှန်ဘယ်လိုခေါ်မလဲမှန်လုံးတော့ဟောဖြစ်တယ်ဆိုတော့လေသူကအရန်မှန်လုံးတော့ကွာမှန်လုံးတဲ့လူအဲ့မျိုးဒါပေမဲ့သူကသူ့စိတ်ထဲမှာလေခုနပြောလို့ပဲယုံကြည်မှုမရှိတော့တင့်စီကိုစကားလာပြောတဲ့ခါကြလို့ရှိရင်ပေါ့နော်မလွယ်တော့ဘူးလို့ထင်နေရသူကတင့်ကိုခရက်နေတဲ့လူကတင့်စီကိုစကားလာပြောရင်လွယ်ပါမလားဆိုတာမျိုးတွေ့ဒီလိုကွာတခြားလူတွေနဲ့ဖြစ်ဖြစ်တခြားအရာတွေဖြစ်ဖြစ်သူ့အတွက်ကအလွယ်လေးဒါပေမဲ့တင်တဲ့စကားလာပြောဖို့အတွက်တင့်စီကိုလာဖို့အတွက်ကြတော့သူလွယ်ပါမလားဆိုတဲ့အမျိုးပေါ့နော်အဲ့လိုမျိုးလေးမြင်ရတယ်လွယ်ပါမလားဆိုပြီးတော့အဲ့လိုမျိုးသူ့စိတ်ထဲကနေပေါ့နော်မလွယ်ဘူးလို့ထင်နေတဲ့ပုံစံမျိုးလေးကိုမြင်နေရတယ်ညာနောက်ပိုင်းဝါလာပြန်ပြီတင်းတော့ဟောတာโอเคတင်းတော့ဝါတာခင်းတော့ဝါတာနိုင်တော့ဝါတာရယ်ဆိုတော့ညာ maybe ဝါတာဆိုင်နေရပါဝါတာဆိုင်နေက तू ကလေဒီမှာကြည့်နော်လောက်ကတဲ့တဲ့ကိုလေသူမိသားစုတစ်ခုထိတွားကျင်တဲ့အထိရည်ရွယ်ထားတာဒါcrash နဲ့ကိုနဲ့ crash နဲ့တင်နဲ့ပေါ့နော် crash နဲ့တင်နဲ့အဲ့လိုမျိုးရေစီထိသွားလို့ရမယ်မရဘူးဆိုတော့ဒါတေချာမပြောနိုင်ဘူးပေါ့နော်ဒါပေမဲ့crash ရဲ့စိတ်ထဲမှာတော့သူ့ရဲ့အိမ်မဲ့သူ့ရဲ့ပျော်ရွှင်မှုအရာအလုံးကတင်မယ်တင့်ကိုသူကဒီလိုပျော်ရွှင်စရာကောင်းတဲ့မိသားစုထိတွားလောက်အောင်ထိတောင်မှသူရည်ရထားတာသူကအဓိကသူက confident မရှိရပါတော့ယုံကြည်မှုမရှိရတင့်ကိုပြောရင်ဖြစ်ပါမလားဆိုတဲ့အမျိုးယုံကြည်မှုမျိုးလိုတာပေါ့နော်သူကယုံကြည်မှုမရှိနေတာ maybe ယုံကြည်မှုမရှိတာကလေသူနှလုံးသားကအရန်နူးညံ့တဲ့အတွက်ပေါ့နော်တင့်စရာနေငင်းခံရမအောင်စိုးတာတဲ့နဲ့သူကကြည်ရစိုက်ကသူ့စရာနေငင်းခံရမအောင်စိုးရတယ်နဲ့ဒီမှာလေးရင်ပတ်လေးကိုအိုးလို့သူကပြောခြင်းအချက်တွေကပြောခြင်းတွေသူပြောမဲ့စကားတွေကိုရင်ထဲမှာပဲတင်ထားပါမယ်ဆိုတာမျိုးအဲ့လိုသူ့ကြည့်ရလေသူထုတ်ပြောခြင်းတယ်ကွာသူ့ရင်ထဲကစကားတွေကိုထုတ်ပြောခြင်းတယ်ဒါပေမဲ့ထုတ်ပြောခြင်းပေမဲ့လည်းမပြောတာပါကောင်းမလားပြောလိုက်ရင်လည်းဘယ်လိုမျိုးဖြစ်ပါမလားအဲ့လိုမျိုးပေါ့နော်ဝါတာဆိုင်နေကဆိုတော့ Cancer Scorpio Pisces Cancer Scorpio Pisces Okay ဒါဆိုလို့ရှိရင် तू ကတင့်ကို crash နေတာပေါ့နော် crash နေတာအချိန်ဘယ်လောက်ရှိလဲဆိုတော့ကြည့်လိုက်အောင်ဆိုလို့ရှင်လေ Okay You see 5 လလောက်ရှိနေပြီဒီမှာပြရပါတော့နော် Can you see that Yeah တင်းကို crash နေတာ5 ပတ်တော်၎င်း5 လတော်၎င်းရှိနေပေါ့နော်အဲ့လိုလေးမြင်ရတယ် Okay ဒါဆိုလို့ရှိရင်တင်းကို crash နေတဲ့လူကဘာကြောင့်တင်းကို crash နေရလဲဆိုတာလေးကိုကြည့်အောင် You don't have to be perfect to amazing kindness kindness change everything ဆိုတော့တင်ကကွာဘယ်လိုခေါ်မလဲတင်ကperfect ဖြစ်တဲ့လူတယောက်မဟုတ်ရင်တောင်မှသူ
ရဲ့မျက်စိထဲမှာတင်ကလုံးဝဘာဖြစ်တယ်မေးစင်းဘာဖြစ်လဲဆိုတင်ကကျင်နာတတ်လို့အဲ့ဒါကျင်နာမှုကပဲသူ့ကိုဆွဲဆောင်တာသူကလည်းကျင်နာတတ်တဲ့လူဆိုတော့ကျင်နာတတ်တဲ့လူသူကတဘောကြရပေါ့ကွာသူ့လိုမျိုးစိတ်ရှိရလူမျိုးပါပြောရမယ်ဆိုတော့အဲ့မျိုးသူကလည်းအရန်ကျင်နာတတ်တဲ့ nutrient တဲ့ဂယုဏရှိရအမျိုးဘယ်လိုခေါ်မလဲကိုကျန်းစာတရားရှိရပေါ့နော်အဲ့လိုလူမျိုးတွေကဆိုတော့တင်ကလည်းကျင်နာတတ်လို့သူတင်ကို crash နေရဆိုတဲ့အကြောင်းလေးကိုသူပြောထားပါဘောနော် okay ဒါဆိုလို့ရှိရင်ပိုင်ဝမ်လေးတွေအများကြီးမဟုတ်တော့ဘူးပေါ့နော်အနေချင်းတော့တည်သွားမယ်လို့ထင်ပါတယ်မျှော်လင့်မိပါတယ်ဆိုတဲ့အခါကျနောက်ထပ် weekend နေ့ကျမှပဲပြန်တွေ့ကြပါမယ် okay bye bye hello ပိုင်တူးလေးတွေမင်္ဂလာပါရှင်ပိုင်တူးလေးတွေကို crash နေတဲ့လူကဘာတူလဲဘာကြောင့်လဲဆိုတော့ reading လေးကိုကြည့်ဖို့အတွက်အဆင်သင့်ဖြစ်နေကြပြီလို့မြင်ပါတယ် okay ဒါဆိုလို့ရှိရင် reading လေးကိုဆောက်လိုက်ကြရအောင် wow what is it တယောက်ကမျိုးကြည့်နေတင်းကို crash နေတဲ့လူကဘယ်လိုလူမျိုးလဲဆိုတော့သူကလေအခြေရေးချရမှာလေသူကစိတ်နာစရာတစ်ခုခုရှိနေရမျိုးအဲ့လိုမျိုးဘယ်လိုလဲအချက်ကိုကြောက်နေတတ်တဲ့လူပေါ့နော်အချက်ကိုကြောက်နေတဲ့လူမျိုးပေါ့အဲ့လိုမျိုးလေးမြင်မိရယ် yeah အချက်ကိုသူကြောက်နေတယ်တဲ့နဲ့လက်ကလေးကိုလည်းမြောက်ထားတာသူလက်ကလေးကိုလည်းမြောက်စိတ်နာစရာတစ်ခုခုရှိပြီးတော့ဘောနော်အချက်ကိုကြောက်နေတဲ့ပုံစံမျိုးလေးကိုမြင်ရတယ်ဒါလေးကအလင်းတန်းလေးထင်တယ်အော်ဒီမှာလေးရောလူလေးရောရှိတယ်ဒီမှာလေးလူလေးရောရှိတယ်အလင်းတန်းလေးလင်းတန်းလေးရှိတယ်ဆိုတော့အော် now I know it ဟဲ့တင်ကကွာတင်ဘွားမှာလည်းမျိုးအခြေနဲ့ပတ်သက်ပြီးစိတ်နာစရာတစ်ခုခုရှိရယ်ကွယ်စိတ်နာစရာတစ်ခုခုရှိရဲ့အချိန်မှာဒီတင်ကဒီပိုင်တူးလေးရပါတော့ဒီ crash ရဲ့ပိုင်တူးလေးတွေကို crash နေတဲ့လူအတွက်ပေါ့နော်အလင်းတန်းလေးပေါ့အဲ့လိုမျိုးအလင်းတန်းလေးလို့မြင်ရတယ်ပေါ့နော်အလင်းတန်းလေးလို့ဖြစ်တဲ့အတွက်သူကအချစ်ကိုကြောက်နေတဲ့ခံစားချက်ကိုတော့မှသူကဒီမှာအတီးပွင့်လေးနဲ့ညာတင့်ကိုတွေးလိုက်ရတဲ့အချိန်မှာတင်ရဲ့ crash ကအရင်ကအချစ်ကိုကြောက်ပြီးစိတ်နာနေပြီမဲ့သူ့ရဲ့အချစ်တွေကိုအချစ်အတွက်တပံပြန်မွေးဖွားခဲ့သူဆိုတဲ့ပုံစံမျိုးပေါ့ကွယ်ဆိုလိုချင်တာကတော့တင်ကသူ့ရဲ့အချစ်အတွက်တပံမွေးဖွားခဲ့တဲ့လူတယောက်သူ့ချစ်တွေပြန်လဲနိုးထခဲ့တယ်ပေါ့ကွယ်ပြောရရင်တော့အဲ့လိုလူမျိုးတွေကဖြစ်တယ်ပြီးတော့ခါကျတော့ရာလင်းတန်းလေးokay that's it tarot card 7 of cup အများကြီးပဲနော်7 of cup ဆိုတော့သူကဘယ်လိုလူမျိုးလဲဆိုတော့ပေါ့နော် let me check Seven of Cups. Okay, let me count why 7 of Cups ပေါ်လာလဲဒီကိုစောင့်ကြည့်နေတာ Follow one. Yeah. တင်းကို crash နေတဲ့လူကပေါ့နော်သူကလေအလုပ်အရမ်းများလိမ့်မယ်အလုပ်တွေရမ်းများလိမ့်မယ်ပြီးတော့ခါကျရင်စာအုပ်တွေဖတ်ရတာဝါဒနာပါတဲ့လူအတိပညာတွေကိုစုဆောင်းရတာပေါ့နော်
အသိပညာတွေကိုစုဆောင်းရတာလေ့လာလိုက်စားရတာအဲ့လိုမျိုးတဲ့ဟိုဝါဒနာပါရတဲ့လူတင်းရဲ့လူကပြီးတော့တင်းကိုလည်းအမြဲစောင့်ကြည့်နေရသူကတင်းကိုလည်းအမြဲစောင့်ကြည့်နေတယ် maybe social media ကတော့၎င်းyeah social media ကတော့၎င်းအဲ့လိုမျိုးပေါ့နော်အလုပ် maybe ဒါသူ့အလုပ်ဆိုတော့အလုပ်ထဲရတော့၎င်းဖြစ်နိုင်တယ်နီးတယ်တူနဲ့နီးတယ်ကွာနီးတယ်အဲ့လိုမျိုးအဲ့လိုဆိုတော့သူကစောင့်ကြည့်နေတယ်ကိုokay Queen of Fanique Queen of Camp စကားပြောလေအရင်မှားတယ်တည်မလားစကားပြောတာလေ Queen of Fanique ညာသူကလေအရန်တွေထွေးလိုက်မယ်နော်ပြီးလို့ရှိရင်ဒီမှာကြည့်လိုက်တခုခုဆိုအဲ့လိုမျိုးကာကွယ်စောင့်ရှောက်တတ်တယ်ကွယ်အဲ့လိုမျိုးလေးအဲ့လိုမျိုးထက်မြက်တဲ့လူမျိုးပေါ့နော်ထက်မြက်မြက်နဲ့ယုံလေးရလဲနားမှာလဲ Okay facial sauce ကစောင့်ကြည့်နေရတယ်များလိုက်တာကြည့်ပါဦးတင်းကိုတော်တော်လေးကိုခါဖြစ်နေဒီမှာကြည့်လိုက်ဒီကလည်းစောင့်ကြည့်နေတဲ့ပုံစံမျိုးတူတော်စောင့်ကြည့်နေရနော်မကြည့်လိုက် Can you see that yeah စောင့်ကြည့်နေတာအရန်နေဖြစ်နေမြစ်ချေမပြတ်ကိုစောင့်ကြည့်နေတင်းကိုလေမြစ်ချေမပြတ်ဘူးသူစောင့်ကြည့်နေရမြစ်ချေမပြတ်စောင့်ကြည့်နေရပြီးတော့ဘယ်လိုမျိုးလဲဆိုတော့ဘောနော်တော့တင်းအတွက်တော့လေဒီလူကတင်းအတွက်တော့ဒီလူကလူတစ်ပဲလူတစ်ပဲဆိုတာကဘယ်လိုခေါ်မလဲတင်မထင်ထားတဲ့လူပေါ့ကွယ်ပြောရရင်တော့ဒါပေမဲ့အဲ့လူကပေါ့နော်တော်တော်လေးကိုစောင့်ကြည့်နေတယ်ကြည့်ရတာလေသူကတင်းကိုလေအချစ်တွေဟိုခမသူ့ဘဝမှာစိတ်နာစရာတွေများတယ်စိတ်နာစရာတွေများတယ်ပြီးတော့ခါကျတော့ဘောနော်အချစ်ကိုစိတ်နာနေပြီမဲ့တင်းကိုကျတော့ဟိုဖြစ်လို့မဟုတ်ပါလဲတင်းကိုလက်တွေ့ကြတဲ့လူတယောက်ဖြစ်ပေါ့နော်လက်တွေ့ကြတဲ့လူတယောက်အဲ့လိုမျိုးမြင်နေရတယ်နဲ့အဲ့လိုမျိုးကြောင့်မို့သူတင်းကိုရွေးချယ်ခြင်းနေတာရွေးချယ်ခြင်းနေရပေါ့နော်သူကဒီအလင်းတန်းသူ့ဘဝမှာတင်ကအလင်းတန်းလေးဖြစ်တဲ့အတွက်ပေါ့နော်ရာအဲ့လိုမျိုးအဲ့ကြောင့်မို့သူမြစ်ချင်မပြဲစောင့်ကြည့်နေတင်းကိုသူအခွင့်ရေးလက်တာနဲ့တန်းလာပြီပဲသူအခွင့်ရေးစောင့်နေဒီလူကလေအခွင့်ရေးကိုစောင့်နေတော့အခွင့်ရေးစောင့်နေ Okay so let me check another Canova ဒီလိုပဲအရင်ကတည်းကမမြင်ရဘူးမကြခင်မှမြင်ရလိမ့်မယ်Can energy နဲ့ Can you see that ဆက်ဆောင်မှုအရင်ရှိလိမ့်မယ်ဒီလိုကလေဆက်ဆောင်မှုအရင်ရှိလိမ့်မယ်ခေါင်းဆောင်ကောင်းစိတ်ပြီးတဲ့ဆိုတော့လေဒီလူကလေတင့်ရဲ့အလုပ်ထဲကခေါင်းဆောင်များလားပေါ့နော်တင့်ရဲ့အလုပ်ခေါင်းဆောင်တို့ဘယ်လိုခေါ်မလဲတင်ကရာအဲ့လိုမျိုးမြင်မိရပါတော့အဲ့လိုမျိုးထင်တယ်ပြီးတော့ဒီလူကလေ
maybe တင်းလို့ထဲရတော့လည်းကောင်းတင်းနဲ့အနီးဆုံးမှရှိလောက်တယ်ဘာဖြစ်လဲဆိုသူကကြည့်လိုက်ယာတကူကူဆိုလို့ရှိရင်တေချာစစ်ဆက်တယ်တေချာစစ်ဆက်ရှိရပေါ့နော်တေချာစစ်ဆက်ရှိရပြီးတော့လေသူကလေရွေးချယ်စရာတွေအများကြီးရှိရကွာရွေးချယ်စရာအများကြီးရှိရရွေးချယ်စရာအများကြီးရှိပေမဲ့သူကတင့်ကိုပဲသူက crack နေတင့်ကိုပဲ crack နေသူကလေအလုပ်အရမ်းများတဲ့လူဖြစ်လိမ့်မယ်အလုပ်အရမ်း busy ဖြစ်တဲ့လူတွေကဖြစ်လိမ့်မယ်သူကတခုခုဆိုလို့ရှိရင်လက်တွေ့ကြလိမ့်မယ်လက်တွေ့ကြလောက်တတ်တဲ့လူမျိုးပေါ့နော်ပြီးလို့ရှိရင်သူရဲ့စွမ်းဆောင်ရည်ပေါ့နော်စွမ်းဆောင်ရည်ကလည်းအရန်ကောင်းတယ်ပေါ့နော်စွမ်းဆောင်ရည်အရန်ကောင်းတယ်ခေါင်းဆောင်ကောင်းပီတာတယ်ခေါင်းဆောင်ကောင်းပီတာတယ်ပြီးတော့ခါကျတော့ဒီလူကတင်းရဲ့အလုပ်ထဲရလို့ပဲဖြစ်လိမ့်မယ်ပေါ့နော်โอเคတာရော့ကက်ဒါနောက်ဆုံးကက်ပေါ့နိုင်ရော့ဖန်နီကဲဒီလူကလေအချိန်ကိုစောင့်နေတယ်သူကအချိန်ကိုစောင့်နေတယ်သူကတကယ်အလုပ်အရန်တော်တဲ့လူနော်အလုပ်ရန်လုပ်တဲ့လူအလုပ်ရန်လုပ်တဲ့လူအလုပ်တစ်ခုခုဆိုလေအရန်ဘယ်လိုခေါ်မလဲအလုပ်ကိုရန်ဦးစားပေးကွာလေးထားတယ်အလုပ်ကိုလေဒီပိုင်တူးလေးတွေကို crash နေတဲ့လူကအလုပ်ပဲလိုမျိုးသူကအချက်ကိုသူပထမလူတွေတော့သူစိတ်နာစရာရှိဘူးတဲ့နေမှာပေါ့နော်လိုမျိုးအချက်ကိုစိတ်နာပြီးတဲ့ခါကျမှတင့်ကိုမြင်တဲ့ခါကျမှသူကသူ့ရဲ့အချက်ကိုတဲ့တဖန်မွေးဖွားလာစေရလို့ထင်ခဲ့လို့သူတင့်ကို crash တယ်ပေါ့ကွယ် crash တယ်ပြီးတဲ့ခါကျတော့သူကအချိန်ကိုစောင့်နေတာဒီမှာနာရီလေးတွေမြင်တယ်နာရီလေးပြထားမြင်လားနိုင်ရောဖန်ဒီကဲမှာသူအချိန်ကိုစောင့်နေတဲ့ပုံစံမျိုးလေးမြင်တယ်သူအရန်ကြီးမြင်ကြီးတော့တင့်စီကိုလာမယ်လို့တော့မထင်ဘူးပေါ့နော်ဘာဖြစ်လဲဆိုသူကဒီမှာနာရီပြထားတဲ့အတွက်အချိန်ကိုပြထားတဲ့အတွက်သူအချိန်တစ်ခုတည်ကြလို့ရှိရင်သူလာမဲ့ပုံစံမျိုးပေါ့ဒီမှာခွင်းနဲ့တင်တို့နှစ်ယောက်ကလေတူပဲအလုတ်ပဲနေမှာပါအလုတ်ထဲကလူပဲနေမှာပါတင်းကို crash နေရလို့တင်းကိုဘာဖြစ်လို့ကြိုက်တာလဲဆိုတာကို crash တာလဲဆိုတာကိုပေါ့နော်အေးပေါ့ crash တာနဲ့ကြိုက်တာနဲ့အတူတူပဲထင်ပါတယ် you are brave တင်ကတတိရှိလို့ပေါ့နော်တင်းကို brave ဖြစ်လို့မို့သူကcrash တာဘာဖြစ်လဲဆိုသူလည်းအလုပ်အရန်စူးစမ်းတဲ့လူကွာသူကလည်းအလုပ်ကိုအရန်စိတ်ရောက်တဲ့လူဆိုတော့ခါကြတော့တင်ကလည်းအလုပ်မှာ focus ဖြစ်တဲ့လူဆိုတော့သူကတင့်ကိုမျက်စိကျတာပေါ့ကွယ်အဲ့လိုမျိုးတယောက်တည်းမရက်တည်နိုင်တယ်အဲ့လိုမျိုးတယောက်တည်းဆိုလို့ရှိရင်လည်းထထမြင့်နဲ့လုတ်ကင်တတ်တယ်ဘာညာဆိုပြီးသူကတင့်ကိုမျက်စိကျနေတာပေါ့အဲ့လိုမျိုးပေါ့မကြည့်လိုက်သူကလေ be a unicorn in a fell horse အဲ့ဒီလေထားတော့ကမြင်းဆိုလို့ရှိရင်ကတော့ဟိုမြင်းဆိုပြီးတော့မထူးခြားဘူးလေနော်မထူးခြားဘူးဒါပေမဲ့ the unicorn ကျတော့သူကမြင်းနေအများကြီးကျတော့မှ unicorn ကျထူးခြားတယ်ကွာ unicorn ဆိုတာရှားပါတယ်လေနော်ရှားပါတဲ့ခါကျတော့ unicorn ဆိုတာထူးခြားတယ်ဒါကြောင့်မို့သူကတင်းကိုဘာဖြစ်လို့မို့သူ crash နေရလဲဆိုတော့အဖြေရပေါ့နော်သူလူတွေအများကြီးကိုထားတော့သူကြည့်တယ်ကြည့်လိုက်တဲ့အချိန်မှာတင်ကအရန်ကိုထူးခြားတဲ့လူဖြစ်တယ်သူမျက်စိရမှာပေါ့နော်လူတွေအားလုံးနဲ့မှတင်ကထူးခြားတဲ့လူဖြစ်လို့မို့သူကတင်ကို crash နေတာပါတဲ့
တင်အရန်ကိုထူရှားတယ်ပေါ့ကွာသူမျက်စိထဲမှာโอเคဒါဆိုလို့ရှိရင်တင့်ကို crush နေတာဘယ်လောက်ကြာပြီလဲဆိုကြည့်ရအောင်fire energy yeah maybe this sign နေမှာ fire energy ကများတယ် fire energy ကများတယ် okay ဘယ်လောက်အချိန်ဘယ်လောက်ရှိပြီလဲ can you see that 11 satellite အဲ့လောက်တော့ရှိပြီတင့်ကိုသူ crush နေရလေ yeah တနေ့နီးနီးရှိပြီပေါ့ကွယ်သူတင့်ကို crush နေရဒါပေမဲ့ तू ကမပြောဘူးဘာဖြစ်လို့မပြောသေးရလဲဆိုတော့တည်ရမို့လား तू ကအချစ်ကိုယုံကြည်မရှိဖြစ်နေတယ် तू ကအချစ်ကိုယုံကြည်မရှိဖြစ်နေပြီးတော့ခါကျလဲ तू ကအလုပ်တွေပဲဖိလုပ်နေတာကွာအလုပ်ကိုပဲဦးစားပေးနေတာ the crush ကတကယ်နာပဲပေါ့နော် तू အဲ့လိုမျိုးအချစ်ရေးထိအဲ့လိုမျိုးအချစ်ရေးတဲ့ထိဝင်လောက်အောင်ထိ तू ကအစင်တည်းမဖြစ်သေးဘူးပေါ့ကွယ်ဒီမှာအချိန်တစ်ခုလိုသေးတယ်ပေါ့အချိန်ရေးတဲ့ဝင်ဖို့ထိကြတော့အချိန်တစ်ခုလိုသေးတယ်အဲ့လိုမျိုးလေးမြင်ရတာပေါ့နော် okay ဒါဆိုလို့ရှိရင်ပိုင်တူးလေးတွေရဲ့တင့်ကို crush နေရလို့ကဘယ်လိုလဲဆိုတော့ reading လေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်reading လေးကိုရှင်းလိုက်မယ်လို့ထင်တယ်ပေါ့နော်တစ်ခုတလေလေးအဲ့လိုမျိုး something is better than nothing ပေါ့နော်အဲ့လိုမျိုးဘာမှမကြည့်ရတဲ့ဆိုင်တော့နည်းနည်းပါးပါတိလိုက်ရတော့yeah ဘာမှမရှိရတဲ့ဆိုင်တော့ဒါ yeah okay ကျင်းတဲ့ပြောရှင်လိုက်မယ်လို့မျှော်လင့်ပါတယ် okay တယောက်ချင်းစီတိုင်းကိုလည်းကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်း appreciate ဖြစ်ပါတယ်တန်ဖိုးထားပါတယ်ကျေးဇူးလည်းတင်ပါတယ်ဒါဆိုရင် bye bye နောက် video လေးမှာပြန်တွေ့ကြပါမယ် hello ပိုင်ကျွေးလေးတွေအားလုံးပဲမင်္ဂလာပါရှင်ပိုင်ကျွေးလေးတွေကို crush နေတဲ့လူကဘာလို့လဲဆိုတာကိုကြည့်ပေးတော့မှာဖြစ်ပါတယ်ဒီ video လေးကိုကြည့်ဖို့လည်းစင်တစ်ဖြစ်နေပြီလို့မျှော်လင့်ပါတယ် okay ဒါဆိုလို့ရှိရင်ကြည့်လိုက်အောင်ဒါလေးကပိုင်ကျွေးလေးတွေရေးထားတဲ့ပလင်းလေးပေါ့နော် okay ပိုင်ကျွေးလေးတွေပိုင်ထရီလေးတွေကို crash နေရလို့ပိုင်ထရီလေးတွေတည်ပြီးသားလူတွေကဖြစ်လိမ့်မယ် yeah ပိုင်ထရီလေးတွေတည်ပြီးသားလူတွေကဖြစ်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့လေဒီဥစ္စာလေးတခုခုပေါ့နော်လိုမျိုးခွက်လွတ်ပေးပါလို့ပြောတဲ့အဓိပ္ပာယ်မျိုးကိုရရပါတော့ဒီဟာတခြားဘာသာရဲ့စကားပေါ့နော်အဲ့လိုမျိုးခွင့်လွှတ်ပေးပါလို့ဆိုတဲ့အတွက်ဒီလူကလေကိုယ့်ရဲ့ဒီတင်ရပေါ့နော် EH ဒေါ်လာကောင်းတင် credit နေရလို့က EH ဒေါ်လာကောင်းဒါမှမဟုတ်တင်ရဲ့တငယ်ချင်းအဟောင်းနေရဒေါ်လာကောင်းပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တယ်တည်ပြီးသားလူတွေက okay ဘာလို့လဲဆိုအရန်ရင်းနှီးနေကွာokay oh what about that is it sunflower is it sunflower ပျော်ရွှင်နေရလေးတော့မြင်တယ် तू ကလေပျော်နေတတ်တဲ့လူကွာပျော်နေတတ်တဲ့လူဒီလူကြည့်ရလေပျော်နေတတ်တဲ့လူOh my goodness. I'm going to crazy. This cat. Tingo. Crash နေလူอ่ะ3ယောက်တောင်ရှိရလားမသိဘူး just no
maybe just kidding me လား3ယောက်ရှိရလားဒါမှမဟုတ်ခုနပြောလို့တငယ်ချင်းအဟောင်းနဲ့ရလားပေါ့နော်ဒီလူကတင်တီပြီးသားလူတွေကတင်ကို crush နေတဲ့လူကလေတင်တီပြီးသားလူတွေကမတေကြတာတငယ်ချင်းအဟောင်းနဲ့ရလားဒါမှမဟုတ် EH လားလားဒါမှမဟုတ်တင်ကို crush နေတဲ့လူက3ယောက်တောင်ရှိရလားပေါ့နော်အဲ့လိုမျိုးဒါပေမဲ့တေကြတခုကတော့ဒီလူကဘယ်သူပဲဖြစ်ဖြစ်ဒီလူကပျော်ရွှင်နေတတ်တဲ့လူမျိုးbalance ဖြစ်အောင်နေတတ်တဲ့သူကသူ့ရဲ့ life မှာပေါ့နော်သူ့ရဲ့ life မှာမကောင်းဘယ်လိုခေါ်မကောင်းတော့ဆိုတော့မကောင်းဆိုတာဘယ်လိုပြောမလဲကွာသူ့ရဲ့ life မှာစိတ်ညစ်စရာရှိရပဲဖြစ်ဖြစ်ပျော်ရွှင်စရာရှိရပဲဖြစ်ဖြစ်သူက balance ကြနေတတ်တယ်သူကအမျိုးဘယ်လိုခေါ်မလဲပျော်ပဲနေတယ်ပေါ့ကွာစိတ်ညစ်စရာကြုံတာကြုံရင်တောင်မှပျော်နေတတ်တဲ့လူမျိုးအဲ့လိုမျိုးပေါ့နော် balance ဖြစ်တယ်ပေါ့ပြီးတော့စိတ်ရှည်တယ်စိတ်ရှည်တီးခံတဲ့စိတ်ရှိရဲသူကစိတ်အရမ်းရှည်ရဲစိတ်ရမ်းရှည်တတ်တဲ့လူမျိုးပေါ့နော်ပျော်နေတတ်တာလေးကတော့မြင်ရတယ်။အော် there I told you the full energy နဲ့လည်းသူကပျော်နေတတ်တာပဲလေသူပပလွတ်လပ်အဲ့လိုမျိုးပေါ့နော်ပျော်ပနေတတ်တယ်လွတ်စီလားဒီမှာကြည့်လိုက်အောင်ခုနပြောလို့ပဲခွေးလေးတွေနဲ့လူတွေနဲ့ဆိုလို့ရှိရင်လည်းသူကတငယ်ချင်းရဲ့ energy မျိုးပေါ့နော်ဘယ်လိုပြောရမလဲအဲ့လိုမျိုးရှိရပေါ့နော်အဲ့လိုမျိုးဒါဆိုတငယ်ချင်းလေးပဲဖြစ်နိုင်မလားပေါ့နော်သူပျော်နေတတ်တယ်သူကလေသူ့ရဲ့ဘယ်လိုခေါ်မလဲနှလုံးသားသူ့ရဲ့စိတ်ကလည်းအရန်နှုတယ်ဆိုတာဘယ်လိုပြောမလဲလူငယ်တယောက်လိုပေါ့ကွယ်သူအတစ်ကြီးတွေဖြစ်တဲ့ငယ်တွေဖြစ်စေသူ့ရဲ့စိတ်ကစိတ်ပျော်ကိုနှုဘယ်လိုပြောမလဲအဲ့လိုမျိုးပေါ့နော်သူ့စိတ်ကအရန်ပျော်နေတတ်တယ်ကွာပျော်နေတတ်တဲ့လူလူပါလေ Okay Nairo cat Nairo catနဲ့ temporary နဲ့ကြည့်ရအောင် ကျိုးလေအဲ့လိုမျိုးယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေပေါ့နော်အဲ့လိုမျိုးလက်ဝဲတန်စာလေးအဲ့လိုမျိုးဝေးရတာမျိုးတွေသဘောကျလိမ့်မယ်သူကလေပျော်ရွှင်နေတတ်တယ်သူ့ရဲ့စိတ်ကအရန်နှုတ်ပြိုတယ်ဆိုပေမဲ့လေသူကတခုခုဆိုလို့ရှိရင်လေသူကပျော်တာနေတတ်တာပေါ့ပျော်တာနေတတ်တဲ့လူဆိုတော့သူအရန် careful ဖြစ်တယ်အရန် careful ဖြစ်တယ်အရန်ဘယ်လိုခေါ်မလဲတခုခုဆိုလေ give side တယ်ပေါ့ကွာအရန် give side တယ်ဒီမှာတဖွင့်နဲ့ဒီနဲ့ဆို give မဆိုင်ဘူးသူက carefree လိုမျိုးလို့ဖြစ်တယ်မလားဒါပေမဲ့သူကဂယုအရန်ဆိုင်တတ်တဲ့လူဂယုဆိုင်တယ်ကွာသူတခုခုခြေလမ်းမမျိုးပါမျိုးကတော့သူဂယုဆိုင်တယ်အဲ့လိုမျိုးလူပေါ့နော်နိုင်ရောခအချစ်ကိုလည်းလေးထားတယ်maybe သူဒီမှာတခုကလဲထားတာဆိုတော့သူကတင့်ပေါ်မှာပေါ့နော်ဒီပိုင်ထရီလေးတွေပေါ်မှာသူတခုခုအမတော်၎င်းဒါမှမဟုတ်ပိုင်ထရီလေးတွေမကြိုက်တာတခုခုလှုပ်ထားပြီးသားတော်၎င်းပေါ့နော်အဲ့လိုမျိုးဖြစ်လို့မို့သူကဒီကအနေနဲ့ဆိုတော့ forget နဲ့ပေါ့နော်အဲ့လိုမျိုးတခုခုခွင့်လွှတ်ပေးဖို့တောင်းဆိုတဲ့ပုံစံမျိုးပြရတယ်ဆိုတော့လေဒီမှာလဲဟိုကြည့်လိုက်ဒီကလေးလဲနေပြီးသားဆိုသူတင့်ပေါ်တခုခုအမားရဲလှုပ်ထားပြီးကြောင့်မို့သူတင်မကြိုက်တဲ့ဟာကတခုခုတင်မကြိုက်တဲ့အရာကိုတခုခုလှုပ်ထားတာမျိုးရှိတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုး chain of funny ကဒီလိုကလေအလောက်ကင်ဆိုလို့ရှိအလောက်ကင်ဆိုတဲ့သူကမိသားစုနောက်ခံ
ကြီးရဲ့လူပေါ့ကွယ်မိသားစုနောက်ခံကြီးရဲ့လူဖြစ်လိမ့်မယ်အတိုင်းဝိုင်းကြီးရဲ့ပေါ့ပြောရရင်တော့အတိုင်းဝိုင်းကြီးရဲ့လူတွေကဖြစ်နေမယ်ဒီမှာလေးလည်းခွေးလေးပါတယ်ကြည့်လိုက်ဒီမှာလည်းခွေးလေးmaybe တငယ်ချင်းနဲ့ရတော့၎င်းလားရင်းနှီးပြီးသားလူတွေကဆိုတော့ EH တို့တငယ်ချင်းတို့အဲ့လိုပဲပေါ့နော်တဲ့ crush နေရလူကmaybe ကျွန်မပြောခုနပြောတာဟွာဖြစ်တယ်ထင်တယ်သူအရင်Q side နေ careful ဖြစ်တယ်လို့ပြောတကယ်တော့ careful ဖြစ်တာ carefree ဖြစ်တာတည်းဘာဖြစ်လဲဆိုဒီမှာလဲတကယ်ကြလာ2 shot energy နဲ့ဆိုလို့ရှိရင်သူကအမှန်ကွာသူ Q မဆိုင်ဘူးမကြည့်လိုက် Q မဆိုင်လို့ပဲသူမျက်နှာဖုံးအုပ်ထားတာပေါ့မှန်ကျင်တဲ့လူမှန်ဟုတ်လားပြပြနေတတ်တယ်လောကွာပေါ့ဘာပြပြနေတတ်တယ်သူလှုပ်ချင်အောင်လုပ်တယ်အဲ့လိုမျိုးလှုပ်ရင်းကနေပြီးတော့တင့်ပေါ်မှာအမားတစ်ခုလှုပ်ထားမိတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမှ तू ကတင့်စီကိုခွက်လွတ်ပေးဖို့တောင်းဆိုတာမျိုးပြီးတော့ခါကျတင့်စီကိုပြန်လာခြင်းတဲ့ပုံစံမျိုးမြင်ရတယ်အဲ့တဲ့လူကလေတင့်ကိုလည်း crash နေရပေါ့ကွာyeah ဒါဆိုလို့ရှိရင်တင့်ကိုဘာလို့ crash တာလဲဆိုကြည့်အောင်You are beautiful just the way you are. Yeah. တင်ဖြစ်နေလို့ကိုသူက crash နေရတင်ကဘာကြီးပဲနေပါပဲလို့တင်ဖြစ်နေလို့ကိုမှသူကတင်ကို crash နေတာပါတဲ့ဒါကြောင့်မို့လဲတင်ကို crash နေ I am here for a reason. Okay. ကြောင်းပြချက်ကတော့တင်ဖြစ်နေလို့ကို crash နေရတယ်ဘာပြောချင်လဲဘာလို့ crash တာလဲလို့သွားမမေးနဲ့သူကတင်ဖြစ်နေလို့ကို crash တာလို့ဖြေခဲ့မှာသူက okay ဒါဆိုလို့ရှိရင်တင်ရဲ့ crash ကတင်ကိုအချိန်ဘယ်လောက်ခဲဆာ crash နေရလဲပေါ့နော်အချိန်ဘယ်လောက်ကြာပြီလဲတင်ကို crash နေရဒီမှာတော့ကျွန်မ sign မမြင် sign ဝတ်ကြည့်ပေးမယ် okay maybe 10 year ရေးစားဟောင်းတို့တငယ်ချင်းဟောင်းတို့ဆိုတော့10လတော့မဖြစ်နိုင်ဘူး10နှစ်ပဲနေမှာ okay ထားပါတော့10လဒေါ်လာကောင်း10နှစ်ဒေါ်လာကောင်းရှိပြီတင်ကို crash နေရလို့အဲ့ဆိုနည်းနည်းခက်မှန်းလို့ရမှာလား but လူတချို့ပေါ့နော်yeah but this is general reading don't be serious okay watching is something is better than nothing so just check what sign for okay this sign is can you see that yeah this sign is air sign air sign ဆိုတော့သူက Gemini Libra Aquarius yeah အဲ့ဒါဖြစ်နိုင်ပါတယ် okay ဒါဆိုလို့ရှိရင်ပိုင်ထရီလေးတွေဒီတင်ကို crash နေတဲ့လူကဘာတူလဲဆိုတာအနည်းချင်းတော့တည်ပြီးသွားပြီလို့မျှော်လင့်ပါတယ်ဆိုတော့ okay reading လေးကိုဒီမှာပဲဆုံးသတ်လိုက်မယ်နောက်ထပ် reading လေးမှာပြန်တွေ့ကြမယ်ကြည့်ပေးတဲ့တယောက်ချင်းစီတန်းကိုလည်းတန်မိုးလဲထားတယ်အရန်လေးကျေးဇူးတင်ပါတယ်နောက်ထပ် reading ဒီမှာလည်းပြန်တွေ့ကြပါသေးတယ် okay ဒါဆိုရင် bye bye